Hello အားလုံးပဲမင်္ဂလာပါရှင်။ကဲချစ်တို့ရဲ့အိမ်မှာဘိုင်းနေချစ်ကြလဲ။ကဲကျမတို့အိမ်မှာနေဟင်းကောင်းနေပေါ့နော်။ပစွန်တို့စီပြန်ဟင်းရင်ဒါကတော့ပစွန်ကြောက်ထောင်းကျော်။ဒါလေးကတော့ပစွန်တို့စီပြန်ဟင်း။အော်နိုင်တာလက်ကမပခြင်းဖြစ်နေ။ဒါကတော့မနက်ကချက်ထားတဲ့ချက်မောင်ရဲ့ငပိချက်ငရုတ်သီးစိမ့်လေးရဲ့ငါးလေးနည်းနည်းရဲ့ချက်တက်ချက်ထားတာပေါ့နော်။ကျမတို့ထမင်းစားရင်မြန်မာပီပီပေါ့နော်။အလိုလက်နဲ့အားရပါရနေဖက်ပြီးစားရတာကိုအရင်ကြိုက်အရင်ဆုံးထမင်းပေါ်မှာပစွန်ထောင်းကျော်ရဲ့ခုနကချက်မောင်ငပိချက်လေးရဲ့ပေါ့နော်အရင်ဆုံးနေဖက်ပြီးတော့မှပစွန်တုံးလေးကိုက်လိုက်ရုံနဲ့ဖြစ်မလီဗီဒီယိုကြည့်နေတရေရောင်ပြန်ကြတယ်ပြန်စားကျင်နေရပေါ့နော်အရင်ကဂရင်းမိန်ကဂရင်းမိန်နဲ့အဲ့လိုမျိုးစားတာနိချက်မောင်ကလည်းအရင်ကြိုက်တဲ့စားစားတိုင်းမှာပါတယ်ပေါ့ရှင်ပစွန်တော့ကလည်းအကြိုက်ဆိုတော့မှအချင်းလေးနဲ့အစိမ့်လေးနဲ့တွဲလိုက်တော့အရင်ကိုဂရင်းမိန်တော့ထမင်းနေခဏခဏထည့်ရတဲ့နေ့လေးပေါ့ရှင်ကကျမရဲ့ဗီဒီယိုလေးကိုအဆုံးတိကျရှုပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမနောက်ဗီဒီယိုလေးမှာဘာတွေစပြအောင်လဲဆိုဆက်လက်အားပေးကြပါအောင်လို့အားလုံးတက်